လူတအုပ်အနည်းဆုံး9သိန်းကနေ10သိန်းထိတောင်ရမှာလေဗျို့နေဟုတ်ရဲ့လားရောက်ပြီရနေလားကြာကြီးမြန်မာနိုင်ငံထဲမှာတော့လောက်ရမှာဟုတ်ရဲ့လားတော့ကြပြောနေခံရပါအောင်မေဟာဟာခဏရဘာသိလို့လဲလူတအုပ်အနည်းဆုံး9သိန်းရမယ်ဆိုတာကိုအာမခံပေးနိုင်တယ်အဲ့ဒီအပြင်ဟိုမှာအိမ်အောင်တယ်လားလာခဲ့လူပြိုလူလို့လားလာခဲ့အသက်ကတော့45နှစ်အောက်တော့ဖြစ်ပလေစေရမယ်လာစားရောအလုပ်ရဖို့ရောကျွန်တော်တာဝန်ယူတယ်ဗျာဟဲ့ငါတို့မှညီပြကြံသေးတယ်ဟဲ့အိမ်အောင်တယ်ဆိုလဲအိမ်အောင်တယ်အတွဲပေါ့နော်ကလေးပါရဲဆိုလဲခေါ်လို့ရတယ်ဆိုတာထဲ့ပြောတော့ကြာနေကလေးထိမ့်မိမယ်သူရှိဘူးဖြစ်နေအောင်ပဲဟောငါစီတော့လည်းမေ့သွားလို့ပါဗျာမလေးကဲအဲ့ဒီတော့ဒီလိုအခွင့်အရေးမျိုးဆိုတာနှစ်ခါပြန်လုံးဝပြန်မရနိုင်တဲ့အတွက်ကြောင့်မလို့အမြန်ဆုံးလာအောင်ရှောက်ထားဖို့တော့လိုမယ်နော်အဲ့ဒီအတွက်ကြောင့်မလို့ဆက်သွယ်စုံစမ်းမင်းမြတ်ချင်တဲ့လူတွေကကြတော့ဒီအောက်ကဖုန်းနံပါတ်လေးတွေကနေတစ်ဆင့်ဆက်သွယ်မင်းမြတ်လို့ရတယ်ဒါမှမဟုတ်ဘဲနဲ့လူကိုယ်တိုင်လာရှောက်ချင်တဲ့လူတွေက85လမ်း31နဲ့30ကျမှမေသူတို့လင်းလက်ရုံဖွင့်ထားပါတယ်နော်စုံစမ်းမင်းမြတ်ချင်တဲ့လူတွေကဖုန်းနံပါတ်ဆက်သွယ်ပြီးမင်းမြတ်မလားမန္တလေးကမို့လို့လူကိုယ်တိုင်လာပြီးတော့ရှောက်မလားအမြန်ဆုံးလာအောင်ရှောက်ထားဖို့တော့လိုမယ်နော်အားလုံးကိုကျေးဇူးများတင်ပါတယ်